Hello. အမလီဖုန်းကင်ပြီးရဲ့နော်နေပါရီလုံညာလဲညင်ချက်တာကောင်းလိုက်လားရုံးပေးရလေငါဖုန်းလေးတစ်ချက်တောင်ဆက်ပေါ်မရဘူးဘာလဲနင်တယောက်တည်းမုတ်တီသွားခိုးစားနေရလားဟုတ်လား မလဲဘယ်ရတာရဲ့ဘာမှမစားပါဘူး ဘာကုန်ကနေဆိုတော့ပတ်သက်မရှိတော့ဘူးလေအားကြောင့်ငြိမ်ရ နင်ရောပိတ်ရမှာဘာကြီးလုံးလဲ ဘာမှမလုပ်ပါဘူးဟဲ့ငါလဲဟိုရောင်ဒီရောင်နဲ့ အေးလို့ အလုံးလုံးနေရတဲ့ရက်ဒီကြတော့လဲအိမ်မှာပဲနေကြတယ်အိမ်မှာနေရတဲ့ရက်ကြတော့လဲပြင်းစရာပြင်ကြတော့လည်းထွက်ချင်ဘူးဟာ ဟုတ်ပါရဲ့ဟဲ့ နင်ပြေးငါအိမ်လာခဲ့ပါလားငါအိမ်မှာတယောက်တည်းဟာငါမေတို့ကအဖွားစီကိုအလေခဏသွားကြရဲ့ ဟုတ်လားအဲ့ဆိုလို့ရှိရင်ငါလာခဲ့မယ်လေနင်မဝယ်ကြမှာမလား အာလာတာလာခဲ့ပါဟဲ့ငါကြွေးပါမယ်နော် โอเคလေအဲ့ဆိုလို့ရှိရင်ငါထွက်လာခဲ့မယ်ခဏနေကြလို့ရှိရင်ထွက်ခဲ့မယ်နော် ပြီးရောအခုလာခဲ့နော် โอเคခါ ဟဲ့ရောက်လာပြီလားလာတကယ်ကြီး ရောဒီမှာနင်တို့ရေခဲမုတ်တွေဝယ်လာ ဟာငါစားချင်နေရတယ်တော့အတော်ပဲရှိခဲ့တဲ့တိုင်ငါသွားထည့်လိုက်အောင် ဟုတ်ညာပြီ နွဲလာလေအခက်နဲ့စကားသွားပြောအောင်နွဲဒီလိုထဲမှာအဆင်ပြေတဲ့အင်ဂျီလေးတစ်ထည့်သွားဝယ်လိုက်လေ โอเคပြီးတော့အဲ့ဆိုသွားလိုက်မယ်နော်ငယ်စင်းရဲ့ရှာသေးတူရလဲပူလိုက်တာဟဲ့ ပူတယ်လေအားကြောင့်နင့်ငါအင်ဂျီလဲခိုင်းတာခဏလေးငါအဲကိုလာဖွင့်သွားမယ်အေးသွားစီရ ဟေးမင်းဟဲကူလားအေးလာရလားမိုက်တယ်ရောဘယ်ဝယ်ရလဲ မိုက်မှာဘောဟာဒီတီဟုံးရဲ့အဲကိုလာ45လီတာလေရေတော်တော်ဝင်ဆက်နေဟာအေးပြက်နေမှုတော့ကလည်းမြင်မြင်တဲ့အတိုင်းပဲလေ ဟေးဟဲ့ ရေခဲကြောက်လဲပါပြီးသားနော်သူ့ရဲ့လေရလဲဟာတဘာဝလေလိုအင်းမြစီရဲ့အတွက်ငါတို့ကျမ်းမာရေးထိခိုက်မှာတွေပါမစိုးရင်ရဘူးက ဟုတ်တယ်နော်တကယ်ထရမိုက်တယ်ဟဲ့မင်းစုဖိုက်စားရတာဟဲ့မင်းမှာရှိ ဟဲ့ဘာမှမရှိဘူးကငါမေကလည်းဘာမှချက်သွားဘူးအော်တခုမှစားလိုက်မယ်လေသင်ပါစားမှာလေ ငါကုန်စားရင်မင်းစင်ကြမှာလိုက် အော်ဒီအိမ်ရှိမှရှိရဟာခဏလေးကျက်စီတပင်းစားမလား စားမလေး အေးအဲ့ဆိုငါဖုန်းဆက်မှာလိုက်မယ် โอเคကြာမှာလား မကြဘူးအခုဒီမှာဖုန်းဆက်လိုက်မယ်နော် โอเค ဟယ်လို မယ်နော်ဒီမှာ အေးပါအေးပါနွေမိုးရောက်ပြီစားကြမယ်နော် ဟဲ့ရေခဲမကအကြာကြီးထားရတော့မှအခဲမပြတ်ဘူးနော်မရရရေခဲတက်တာအကြောင်းအေးတော့ကြာကြာမခံတော့ဘူးဟာနေရရေခဲတက်ပါစိတ်တောင်းတာလေ ရေခဲတစ်တာလားတီဟုံးလီဟာသူကဖန်တိုက်ဖြစ်ပြီးတော့ကွန်ပရက်ဆာအားကောင်းတာကြောင့်အိတ်ထုတ်လိုက်ချိန်မြန်ပြီးတော့လက်လက်ဆက်ဆက်ထိန်းထားနိုင်တယ်ဟာ မီတာစားလည်းအရင်တက်တာနော်ငါတို့လူယုံသမားတွေအတွက်တပတ်စာအစားတောက်တွေကနေဝယ်ထည့်ထားလိုက်ကြာရှည်လက်ဆက်စာထိန်းထားနိုင်ပြီးတော့ငါတို့အတွက်တော်တော်အဆင်ပြေရဲ့ဟာ အေးနော်အဲ့ဒါတော်မိုက်တယ်ဟာဆိုပဲဟဲ့လေနေမှာအုံနုကတ်တည်ရှိလား ရှိရပေါ့ ဒါစားလို့ရှိရင်အုံနုဆော့အောင်ငါတို့တိုင်းဆိုပြင်းစရာကြီးဖြစ်နေ ခန်းစားကြမယ်လေအပြာ ပြာဟဲ့အုံနုဆော့ကောင်းနေရတယ်ညနေအောင်ပြန်ဆောင်းလာပြီဟာဘိုက်ပြန်မစားဘူးလား ဖိုက်စားလို့လားဘိုင်းမှာခောက်ဆဲဖို့တွေရှိရခောက်ဆဲပြုတ်စားကြမလား အေးစားမယ်လေ ဒါပြည့်စားကြတော့ပြီနော်ဖမ်းလိုက်ပြီ ဟုတ်ပြီ တချာငါဆောင်းလာတယ်သတိထားမိတယ်နေမှာတုံးနေတုံးဆောင်ပစ္စည်းတွေအကုန်လုံးကတီယုံ electronic ကကြီးပဲနော်
အေးဟုတ်တယ်ဟာ electronic နဲ့ပတ်သက်လို့တခုလိုတာရှင်ငါတီယုံကနေပဲအများဆုံးဝယ်ဖြစ်တာဟာသူ့ရဲ့ product က300လေတော်တော်ကောင်းတယ်လေ ဟုတ်တယ်နော်ပစ္စည်းကန်300တော်တော်အဆင်ပြေရငါလည်းလာခါထုတ်လို့ရှင်အိမ်မှာလိုရာလေးဝင်မယ်ဆိုပြီးတော့ဈေးလည်းသိနေ quality လည်းကောင်းတဲ့ဟာမျိုးလိုက်ရှာနေအောင်အခုတော့ကွက်တိပဲတီဟောကနေတော့ဝယ်လိုက်တော့မယ် ညီလိုချင်တာရှိရင်လေဒီမှာသူရဲ့တီယုံ Facebook page ရှိရဲဟာအဲ့ဒီကနေနေတိချင်တာလေးရှိရင်မေးလိုက်သူကတေချာလေးပြန်ဖြေပေးရနော် အော် ငါဆိုအဲ့ရပဲအမြဲမှနေကြဟာ ဟုတ်လားအဲ့ဆိုလို့ရှင်နောက်ရက်ကြလို့ရှင်လိုရာလေးတွေကိုအဲ့မှာသွားပြီးတော့ရှာထားလိုက်တော့မယ်လာခါထုတ်လို့ရှင်ဝယ်လို့ရတာပေါ့ အေးပါဝယ်လိုက်ဟဲ့နေဝယ်ပြီးွားရင်နေတော့အလဲခေါ်ရမယ်နော် အေးပါရဲ့ ဒီတစ်ခါတော့ငါအလဲပဲနေငါ့ကိုပြုစုရမယ် အေးပါဒီတစ်ခေါက်မြင်လာလို့ရှင်ငါတို့ဒီမဟုတ်လို့စားကြမယ်လေ ပြီးရော